ဒီကရကိုပြန်ခေါ်မဲ့မန်ယူတဟန်လက်ထက်မန်ယူတင်းရဲ့စီမံကံကွက်မှုအကျိုးဆက်လို့ပြောရမယ်ဂိုးသမားအပြောင်းလဲမှာနီးပြဟောင်းတဟန်ကသူ့ရဲ့တပည့်ကျော်အိုနာနာကိုခေါ်ပြီးမန်ယူရဲ့ဝါရင်တပရင်ဂိုးသမားကြီးဒီကရကိုအပြစ်မရှိအပြစ်ရှာခောက်ပစ်ခဲ့ပါတယ်ဒီကရရဲ့ညာဘက်မျက်လုံးကစပေါ့ဖြစ်နေလို့အသက်အရွယ်ကြောင့်လက်ဆွမ်းကျလာပြီးဆိုတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့ဒီကရကိုအိုနာနာနဲ့အစားထိုးခဲ့ကြတာပါအခုတော့တဟန်မရှိတော့တဲ့နောက်မန်ယူတင်းဟာသူတို့ရဲ့အမားကိုတီးပြီးဂိုးသမားဒီကရကိုထုတ်အိုနာနာနဲ့အစားထိုးခဲ့တာမှားမှန်းသိသွားတယ်လို့အိုနာနာရဲ့လက်ရှိအစွမ်းနဲ့ဖီယိုဒီနာဒီကရရဲ့လက်စွမ်းကကွာခြားလွန်းပါတယ်ဒါကြောင့်လဲမန်ယူနီးပြအမိုရင်ကပြည်သက်ချစ်တော်ဂိုးသမားဒီကရကိုလာမဲ့ရာသီတစ်မှာအလွတ်နဲ့ပြန်ခေါ်ပေးဖို့တောင်းဆိုထားပြီးလက်ရှိဂိုးသမားအိုနာနာနဲ့တဖန်ပြန်လဲအစားထိုးခေါ်ယူသွားမယ်လို့သိရပါတယ်ဒီတော့မန်ယူပြည်သက်တွေရဲ့အချစ်တော်ဂိုးသမားကြီးဒီကရတကြောပြန်အိမ်ပြန်ခရီးမှာမကြိုက်တဲ့ပြည်သက်တွေရောရှိလားဒီကရကိုပြန်ခေါ်စေခြင်းလားဒီကရနဲ့အိုနာနာကိုဘယ်သူကိုရွေးမှာလဲနော်